မှားရရင်တော့လူတွေမှားကြမှာသိချာနော်တခြားနည်းနဲ့မှားရင်ကိုသားသမီးကိုပြည့်ရတဲ့ကြီးဖြစ်မှာဆိုဒီရှိသမျှအကုန်ဒီအပြည့်ရအောင်လုပ်ပေးတယ်လူတိုင်းကလည်းဒီဆိုတော့ဒီကြီးပဲစုပြုံတုံးမှာဘယ်သူမှရှော့တတ်မှာမဟုတ်နော်ဒါဆိုလုံးမရဘူးဆိုတာကအမှန်တမ်းပဲအဲ့တော့မြတ်စွာဘုရားကတတ္တဝါတွေကိုဒီကဲတင်တယ်လို့ပဲပြောတတ္တဝါတွေကိုမားစားတယ်ဆိုဘယ်နည်းနဲ့မားစားတတ္တဝါတွေကိုကျိုးစည်းဝါးကိုလိုလားတဲ့မိဘကသာသမီရဲ့ကျိုးစည်းဝါးကိုလိုလားတယ်လို့မြတ်စွာဘုရားကတတ္တဝါတွေရဲ့ကျိုးစည်းဝါးကိုလိုလားတယ်ဆိုဘယ်ပုံလိုလားတာလဲဘယ်လိုလုပ်ပေးတာလဲလို့ဆိုစာပေကျမ်းကနေမှာဒါတေတိချာချာရေးထားတာဟိတိပဝတ္တနေနာအဟိတာသနိဝတ္တနေနာအခြေအနေမကောင်းတာတွေကိုဖယ်ရှားဖြစ်ပြီးတော့အခြေအနေကောင်းတွေကိုဖန်တီးပေးတာဟုတ်လားမြတ်စွာဘုရားအခြေအနေကောင်းဖန်တီးပေးတယ်ဆိုတာဒါမလုပ်သင့်ဘူးဟောဒါမလုပ်သင့်ဘူးလို့ပြောတာဟာအခြေအနေမကောင်းတာကိုဖယ်ရှားတာဒါလုပ်သင့်တယ်လို့ပြောတာအခြေအနေကောင်းတာကိုဟောကြားပေးတာအဲ့တော့လောကမှာလူတယောက်ကိုကူညီခြင်းအခြေအနေကောင်းပဲကူညီလို့ရတယ်တခြားနည်းနဲ့ကူညီလို့မရဘူးလေဒါကြောင့်မို့မြတ်စွာဘုရားကိုကိုးကွယ်ကြရတယ်ဆိုတဲ့နေရာမြတ်စွာဘုရားကအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေအခြေအနေကောင်းတွေဖြစ်ပေါ်စေတယ်ဆိုတာဘာလဲဆိုမြတ်စွာဘုရားကကုသိုလ်ကောင်းမှုဆိုတာလောက်ရတယ်ချမ်းသာဒုက္ခဟာကုသိုလ်ကောင်းမှုကနေလာတာလို့ဟုတ်လားလမ်းညွှန်ပေးအဲ့တော့လမ်းညွှန်ပေးတော့မြတ်စွာဘုရားလမ်းညွှန်ပေးတဲ့နဲ့ကိုယ်ကလိုက်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးအတွက်ကြောင့်ချမ်းသာဒုက္ခတွေရဒီလိုဆိုလိုတာတနည်းအားဖြင့်ပို့ပြီးတော့ထင်ရှားအောင်ပြောရမယ်ဆိုရင်ယောဂဖြစ်တဲ့လူတွေဆရာဝန်စီသွားကြတယ်ဆရာဝန်စီသွားတယ်ဆရာဝန်ကိုယုံကြည်ပြီးတော့သူယောဂပြင်ကြောက်အောင်ကုနိုင်လိမ့်မယ်လို့ဆိုပြီးတော့ယုံကြည်ချက်နဲ့သွားတယ်တကယ်စဉ်းစားကြည့်ဆရာဝန်ကစိတ်ကုပေးတာမဟုတ်ဘူးယောဂကိုဆရာဝန်ကပြောင်းအောင်လုပ်မပေးနိုင်ဘူးပြောင်းအောင်လုပ်ပေးတာဘယ်သူကလုပ်ပေးတာဆေးကပဲလုပ်ပေးတာဆရာဝန်ကဒါပြင်ဘာလုပ်ပေးတော့ဒါဒီယောဂဘာကြောင့်ဖြစ်တယ်ဒီဆေးကိုတောက်ဒီစားစာကိုရှောင်ဒီလိုနေဆိုပြီးတော့လမ်းညွှန်မှုပဲပေးတယ်လမ်းညွှန်မှုပေးမယ်ဆေးညွှန်မယ်ဒါပဲတတ်နိုင်တယ်ကဲလမ်းညွှန်မှုပေးတာလည်းမလိုက်နိုင်ဘူးဆေးလည်းမတောက်ဘူးဆိုအဲ့လိုယောဂပြောက်ပါလားပြောက်ဘူးမြတ်စွာဘုရားလည်းဒီနည်းပဲပေါ့ဒီနည်းဒါလက်တွေ့တီးတဲ့လက်တွေ့တဲ့ပိုးလာလို့ရှိရင်မဟုတ်ဘူးမမှန်ဘူးပေါ့လက်တွေ့ဆိုတာလက်တွေ့တဲ့ပို့ပြီးတော့ထင်ရှားတဲ့သာကမရှိဘူးအဲ့တော့မြတ်စွာဘုရားကလည်းတို့တူပဲဒီတရားကျင့်ရမယ်လို့ဆိုတာသိပေးတာနဲ့အလားတူတူပဲကောင်းကျိုးချမ်းသာရရင်ကုသိုလ်ကောင်းမှုကိုလုပ်လို့ဆိုတာမြတ်စွာဘုရားကလမ်းညွှန်ပေးမလုပ်ရင်မချမ်းသာဘူးလို့လုပ်ရချမ်းသာလုပ်ရင်လုပ်တဲ့အတိုင်းချမ်းသာတယ်မြတ်စွာဘုရားကသူဟောတဲ့တရားကတော့မှန်ကန်မှုရှိရဆရာဝန်တွေကျတော့ဆေးလွဲပြီးတော့ပေးခြင်းပေးလိုက်အောင်မြတ်စွာဘုရားကျတော့အဲ့လိုလွဲပေးတာမျိုးမရှိဘူးနော်လွဲမှားတော့ထုတ်တာမရှိလို့ဒါကိုဘုရားဟောတဲ့တရားနဲ့ပတ်သက်လာတဲ့အခါကျတော့ရှိတယ်သွားခါတော့မှန်မှန်ကန်ကန်ဟောပြောထားတာဘယ်လိုရင်ဘာဖြစ်ပဲဆိုတာမှန်မှန်ကန်ကန်ဟောထားတာလွဲမှားတော့ဟောတာမဟုတ်ဘူးအမခံချက်ရှိတယ်ဘုရားဘာသာဝင်တွေအားလုံးသိနေတဲ့အတိုင်းမြတ်စွာဘုရားကိုအားကိုးတယ်ဆိုတာဘုရားရဲ့အဆုံးအမကိုကြည့်ပြီးမြတ်စွာဘုရားတရားတော်ကိုလိုက်နာကျင့်သုံးတာမြတ်စွာဘုရားကတရားတော်ရဲ့အည်အသွေးတွေကိုပြောထားတယ်သောခါတော်ဘဂဝတ္တဓမ္မောမြတ်စွာဘုရားဟောပြတဲ့ဓမ္မမှန်ကန်တဲ့အနေနဲ့ဟောထားတာပါတဲ့အကြောင်းအကျိုးညီညွတ်စွာမှန်ကန်တဲ့ဟောတဲ့အတိုင်းဘယ်မှချက်မရှိဘူးဒါရင်မှန်တယ်ဆိုတာကိုယ့်ဘက်ကိုရောသိနိုင်ခွင့်ရှိလားတချို့ဘာသာတရားတွေကကိုယ့်ကိုသိနိုင်ခွင့်မရှိဘူးသိနိုင်ခွင့်မရှိဘူးအကုန်လုံးသိလို့မရဘူးအဲ့တော့ဘုရားဘာသာရဲ့တရားတော်ကျတော့အကုန်လုံးသိလို့ရတယ်ဒါကြောင့်မို့လို့သံဒိဋ္ဌိကောတိုင်းတာတစ်ခုရကိုယ်တိုင်သိနိုင်တယ်အဲ့တော့ကိုယ်တိုင်သိနိုင်တယ်ဆိုတော့ဘယ်လောက်ရှင်းလက်ဆရာကောင်းတ
ဒါဖြင့်တရားကိုကိုယ်တိုင်သိတဲ့အခါဘယ်လောက်ကြာအောင်စောင့်အောင်မှာတော့ဆိုအကာမိကောအခုချင်းအခုသိတယ်အတိုင်းအတာတစ်ခုရအချိန်ဆိုင်ရမလို့ချိန်ဆိုင်ရမလို့တဲ့အပြင်မှာမှန်ကန်တဲ့တရားဖြစ်ခြင်းကြောင့်အိယိပတိကောကိုယ့်ရဲ့မိတ်ဆွေတင်ကားတွေကိုခေါ်ပြီးတော့ပြလို့ရတယ်ပေါ့မမကန်ဆိုခေါ်ပြလို့လည်းရမလဲမရှိတာကိုခေါ်ပြခြင်းလည်းရမယ်ဒါမို့အိယိပတိကောတရားအခုနှလုံးသွင်းအခုစိတ်ချမ်းသာမှုကိုရတော့ကြောင့်ဩပတ္တိကောစိတ်ထဲနှလုံးထဲမှာဆောင်းသွင်းထားလိုက်တယ်အခုတွေးအခုအေးတယ်ဟာမြတ်စွာဘုရားရဲ့တရားတော်ဟောနောက်ဆုံးမှာအရှင်းရင်းတဲ့တရားတော်ဒီလက်ဖို့နိဗ္ဗာန်ဆိုတာပစ္စတံဝိရိတဘောဝေယူဟိအဲ့ဒီမှာဝေယူဟိဆိုတဲ့စကားလုံးလေးကိုတတိထားဖို့လိုအပ်တယ်အရှင်းမမီတဲ့လူတွေတော့အရှင်းမြင့်တဲ့တရားကိုသိနိုင်သွားမရှိဘူးပေါ့ဝိယူဆိုတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတဲ့တရားတွေအကုန်လုံးပြည့်ပြည့်ဝဝနားလည်နိုင်တယ်ခံစားနိုင်တယ်လို့ပြောတယ်အဲ့တော့လူတိုင်းမခံစားနိုင်တာကဘာလို့မခံစားရတာလဲဆိုဝိယူမဟုတ်လို့ပေါ့ကိုယ့်ရဲ့ပညာလိုအပ်နေတယ်လို့အရှင်းမမီတယ်လို့နားမလည်တယ်လို့ဒီလိုပဲဆိုအောင်အဲ့တော့မြတ်စွာဘုရားကတရားဘာသာတွေနဲ့မတူတဲ့ကိုယ်ပဲမဟုတ်မှာဘုရားဘာသာရဲ့ကိုယ်ပဲမဟုတ်တာတရားဘာသာတွေနဲ့မတူတဲ့ဤစနစ်တွေလက်တွေ့ကြတဲ့ဤစနစ်ကိုပြီးဒီလေးကဘာမှာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းဘုရားတရားတော်ကိုလက်ခံတယ်တော်တော်များများဟာတကယ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေလက်ခံတယ်ဘာသာတရားတစ်ခုမဖြစ်မနေကိုးကွယ်ရမယ်ဆိုလို့သိပ္ပံဆရာကြီးတယောက်ကသူကပြောဘာသာတရားတစ်ခုကိုမဖြစ်မနေကိုးကွယ်ရမယ်ဆိုရင်သူကဒီပြဘာသာမရေးဘူးတဲ့ဘုရားဘာသာပဲရေးမယ်ဒီလိုပြောတာရှိခဲ့တယ်ပေါ့နော်အဲ့တော့ဘုရားဘာသာဟာအသိဉာဏ်နဲ့ဘုရားဟောတဲ့တရားတွေဟာအသိဉာဏ်နဲ့မှလိုက်လာရှင်းလုံးနိုင်တဲ့တရားတွေဆိုဘယ်ပြဿနာကိုဖြေရှင်းအကြောင်းရင်းကိုရှာဖွေပြီးတော့မှဖြေရှင်းပေးတာဖြစ်တော့ပြဿနာရဲ့အစစ်မြစ်ကိုသိပြီးမြတ်စွာဘုရားဟောတဲ့တရားတွေလိုက်လာရှင်းလုံးလို့ရှိရင်ပြဿနာဝါကုန်ပြေနေသွားတာလေဒီသစ္စာလေးပါးကိုပဲကြည့်ဘုရားဟောထားတယ်သစ္စာလေးပါးမှာအားလုံးခြုံငုံပြီးတော့ယုဒ္ဓမနန္ဒမတွေအားလုံးကိုမြတ်စွာဘုရားဒုက္ခဟောတယ်။ဘာလို့ဒုက္ခလို့ပြောတာလဲလို့ဆင်းရဲလို့ဒုက္ခလို့ပြောတာမဟုတ်ဘူး။ပြဿနာအားလုံးဟာဒီပေါ်မှာစုပြုံပြီးတော့တီးနေတယ်။တီးုံနဲ့မကဘူးကိုထင်တာတစ်ခုမှမဟုတ်ဘူး။ဒါကိုဒုက္ခသူဆိုတာဆင်းရဲဒုက္ခဘေးရန်အန္တရာယ်တွေအားလုံးဟာဘယ်ပေါ်မှာစုပြုံကြတယ်လဲ။လူတွေရဲ့ခန္ဓာပေါ်မှာစုပုံကြဟုတ်တယ်လေ96ပြယောဂဝေဒနာဘယ်မှာရှိတာခန္ဓာမှာပဲရှိတယ်လူတွေရဲ့ခန္ဓာမှာပဲရှိတာပဲဟုတ်လားဘေးဥပအန္တရာယ်တွေရောဘယ်မှာရှိတာဒုက္ခနာမှာပဲခန္ဓာရှိတဲ့ပုဂ္ဂိုလ်တိုင်းအဘေးဥပအန္တရာယ်ဘယ်မှာဖြစ်ဘာဖြစ်လို့ဘယ်မှာဖြစ်ဘာဖြစ်လို့လဲအန္တရာယ်တွေကျုံတယ်ဆိုတာလည်းဒီခန္ဓာမှာပဲကျုံတာဒါကြောင့်မို့လို့ဒုခြေလက်ဆရာမကောင်းဘူးတဲ့ခဆိုတာမြဲမယ်လို့ထင်တယ်ချမ်းသာတယ်လို့ထင်တယ်ငါလို့ထင်တယ်ငါလို့ထင်တယ်တခုမှအဲ့ဒီအထင်ကြီးမရှိဘူးဘာမှမရှိတဲ့ခဆိုတာ emptiness ဘာမှမရှိတဲ့အရာဘာမှမရှိတဲ့အရာကိုခလို့ခေါ်တယ်ပါဠိတော်ခဆိုတာ space ကောင်းရင်ဆိုတာဘာမှမရှိလို့လေထားပြီးကောင်းရင်နော်ဘိုးမိုးကောင်းရင်ဒီကိုပြောတာမဟုတ်ဘူးနော်လေဟာတယ်ကိုပြောတာဘာမှမရှိတယ်ဘိုးမိုးကောင်းရင်ဒီတဲ့တော့တိတ်ကြီးရှိတယ်နားတွေရှိတယ်နဲ့ဖြစ်နေတယ်အဲ့တော့ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဟောဒီခန္ဓာကိုယ်ကြီးကိုညီညွတ်ပြီးတော့ဒုက္ခအနတ္တရားတွေဒုက္ခဆိုအဲ့ဒီဒုက္ခဆိုတာအမှန်တရားပဲအဲ့ဒီအမှန်တရားဟာဘာကြောင့်ဖြစ်လာတာတော့လို့ဆိုတဲ့အခါကျအကြီးကတွေ့တာမှုနဲ့လူကျင်မှုနဲ့တွေ့တာမှု
လူကျင်မှုနဲ့တွေ့တာမှုဆိုရင်တဏှာကိုအကြောင်းပြုပြီးဖြစ်တာဒါဖြင့်အဲ့ဒီဒုက္ခတွေချုပ်ငြိမ်းတဲ့နေရာရောမရှိဘူးလားလို့ဆိုရှိတယ်ဒုက္ခនិရောဓဒါတွေမဖြစ်တဲ့နေအဲ့ဒီမဖြစ်တဲ့နေရာကိုရောက်အောင်သွားဖို့နိလရောရှိလားဆိုရှိတယ်ဒုက္ခនិရောဓကဝိနည်းပြီးတာဆိုပြီးမဂ္ဂင်7ပါးရှင်းပြအောင်မြတ်စွာဘုရားဟောတာဟောစဉ်းစားကြည့်လိုက်မယ်ဆိုရင်သစ္စာ၄ပါးဆိုတာလည်းပဲအကြောင်းနဲ့အကျိုးနဲ့ပြဿနာနဲ့အဖြစ်နဲ့လူသွားတာနော်ဒုက္ခနဲ့ဒုက္ခသမုဒယကပြဿနာနဲ့ပြဿနာရဲ့အကြောင်းပဲဒုက္ခនិရောဓဆိုတာအဖြစ်ဒုက္ခនិရောဓကမိနိပฏิပဒါဆိုတာဖြေဖို့ရန်နိလန်းပြီးတော့ယောဂကုတယ်ဆိုတာလည်းပဲဒီတိုင်းပဲလေနံပါတ်1ကယောဂဆိုတာရှာနံပါတ်2ကထိုယောဂဘာကြောင့်ဖြစ်တယ်လဲဆိုတော့ရောဂသမုဋ္ဌာယောဂဖြစ်ခြင်းကြောင့်ရှာနောက်ယောဂပျောက်ကင်းခြင်းဆိုတာရှိမရှိရင်ရှိဘူးလို့ပဲရယောဂပျောက်ကင်းခြင်းဆိုတာရှိတယ်ယောဂပျောက်တဲ့ဆေးဆိုတာရှိတယ်ဟော၄ခုအဲ့ဒီ၄ခုနဲ့ဒီသစ္စာ၄ပါးတူတူပဲဘာမှမထုတ်ဘူးနော်အကြောင်းအကျိုးဆက်ဆက်အမှန်တမ်းမှတ်ကန်တယ်အဲ့ဒီလိုမြတ်စွာဘုရားကအကြောင်းနဲ့အကျိုးနဲ့ဒီလိုခေါ်တာပရိစ္ဆေသမုပ္ပါဒ်မှာလည်းပဲဒီတိုင်းပဲပရိစ္ဆေသမုပ္ပါဒ်ဒီပရိစ္ဆေသမုပ္ပါဒ်ကိုလေ့လာတဲ့အခါစာလို့လေ့လာရင်တော့ပရိစ္ဆေသမုပ္ပါဒ်အလုံးခက်ခဲချင်းခက်ခဲသို့တော့ဘဝနဲ့ဆက်မှတ်ပြီးတော့လေ့လာကြည့်ပရိစ္ဆေသမုပ္ပါဒ်ကိုဘယ်လိုလေ့အကြောင်းနဲ့အကျိုးဆိုတာစဉ်းစားကြည့်လူဆိုတာဘာလဲဆိုတာကိုယ်စဉ်းစားကြည့်ပေါ့ကိုယ်ဘဝတစ်ခုပဲစဉ်းစားကြည့်အတိတ်ဘဝတွေသာသာဒုဘဝမိခင်ရဲ့ဝမ်းထဲကဒုစာဆက်လာပြီးတော့မွေးဖွားလာဘာတွေမွေးဖွားလာတော့ရုပ်နဲ့နာနဲ့ပေါ့အဲ့ဒီရုပ်နဲ့ကြီးထွားလာတဲ့အခါကျအဲ့ဒီရုပ်နဲ့တွေထဲမှာဘာတွေပါလာတော့မျက်စိနားတာလျှာကိုယ်စိတ်ဆိုတဲ့အင်္ဂါရက်တွေပါလာအဲ့ဒီအင်္ဂါရက်တွေပါလာတဲ့အတွက်ကြောင့်မျက်စိပါလို့မြင်စရာအာယုတွေကိုကြည့်တယ်နားပါလို့အတန်လေးနားထောင်တယ်ဟောပြမနဲ့ဆက်သွယ်မှုတွေဖြစ်လာတယ်ပြမနဲ့ဆက်သွယ်မှုတွေဖြစ်လာတဲ့အခါကျစိတ်ရဲ့အတွေ့အကြုံခံစားမှုတွေပေါ်လာခံစားမှုတွေပေါ်လာတဲ့အခါလိုချင်မှုတွေပေါ်လာလိုချင်မှုတွေပေါ်လာလိုချင်မှုကိုကြောင်းပြီးတွေ့တာမှုဆုတ်ကင်မှုဆိုတာပေါ်လာဆုတ်ကင်လာတဲ့အခါကျဒီလိုဘဝတစ်ခုထူထောင်ခြင်းဘဝကိုဖြစ်စေခြင်းဆိုတာကိုပေါ်လာဟောဒိဋ္ဌသမုပ္ပါဒ်ဆိုတာဘုရားကိုပြောတာပဲဘုန်းကြီးတို့တွေအခုရလာတာဒီသားတွေကိုရတာအဲ့တော့သူ့အကြောင်းနဲ့သူခုလိုရထားကြတယ်အဲ့ဒီရထားတဲ့အကြောင်းတရားတွေကိုလည်းပဲမြတ်စွာဘုရားကထေထေချာချာရှင်းပြတယ်ခဲမရခြင်းဘူးဆိုရင်ကဲကြည့်ဘုန်းကြီးတို့တွေဖြတ်သိမ်းတဲ့နည်းကဘာလို့လဲဆိုရင်တို့တွေအမိဝမ်းထဲကနေပြီးတော့မမွေးခဲ့ဘူးဆိုတာမမွေးခဲ့ရင်ရုပ်တည်နာနေမပေါ်ရုပ်တည်နာနေမဖြစ်ရင်မျက်စိနာတာလျှာကိုယ်စိတ်ဆိုတာမရှိမျက်စိမရှိရင်ပြမအာယုံမြင်စရာမရှိတော့နားမရှိရင်ပြမအတန်နဲ့မဆက်သွယ်တော့မဆက်သွယ်လို့ရှိရင်ခံစားမှုဆိုတဲ့ဝေဒနာမလာဘူးခံစားမှုမလာဘူးဆိုတော့ကြိုက်မကြိုက်ပဲလာတော့ကြိုက်မကြိုက်မလာလို့ရှိရင်ဆွဲလမ်းမှုဆိုပဲလာတော့ဆွဲလမ်းမှုမလာဘူးဆိုရင်ဘဝဆိုပဲလာတော့ဟောသူ့ဟာနဲ့သူအကြောင်းနဲ့သူဒါရှိရင်ဒါရှိနေမယ်ဆိုတာဒါသဘာဝပဲဟောအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ဟာလည်းပဲဒုက္ခသစ္စာနဲ့သမုဒယသစ္စာဒီနှစ်ခုကိုရှင်းပြနေတာပဲမြတ်စွာဘုရားအကျဉ်းအပြင်ရှင်းပြတာဒုက္ခနဲ့ဒုက္ခသမုဒယအကျဉ်းရှင်းပြတဲ့အခါပရိစ္ဆေသမုပ္ပါဒ်ပဲဟောအဲ့တော့ဒီသစ္စာတဏှာတွေကသစ္စာနှစ်ခုရှင်းပြတာအကြောင်းနဲ့အကျိုးဟောတဏှာအတွက်ကိုရှင်းပြတဲ့အခါကျတော့လည်းရှင်းရှင်းပဲချုပ်ငြိမ်းမှုနဲ့ပြောတာပဲမရှိရင်ဒါမရှိရင်ဟောမရှိဘူးဆိုတော့ရှင်းနေအကြောင်းကြီးမရှိတော့ဘူးဆိုရင်အကျိုးလည်းမရှိတော့ဘူးကြည်သေးတယ်ကိုပြောတာနော်အဲ့ဒါကိုပရိစ္ဆေသမုပ္ပါဒ်မှာလည်းဒီအဝိဇ္ဇာချုပ်သွားရင်သင်္ခါရချုပ်တယ်သင်္ခါရချုပ်ရင်ဝိညာဏချုပ်တယ်ဝိညာဏချုပ်ရင်နာမရူပချုပ်တယ်ဟောချုပ်ငြိမ်းသွားမှုတွေအသိမကပြောတာအဲ့ဒါလို့